နူနယ်လာတဲ့သားသမီးလေးတယောက်ကိုမိခင်ဖြစ်သူရဲ့ရှေ့မောက်မှာတင်အရှင်လက်လက်အကိုက်ခံနေရတာကိုကြည့်နေရတဲ့ခံစားချက်ကဘလို့ရှိမလဲအခုမြင်နေရတာကတော့ကဘာပေါ်မှာအဖြစ်အပျက်ဆုံးနဲ့အရင်နာစရာအကောင်းဆုံးတဘာဝတရားရဲ့နေရာမှာတစ်ခုပါပဲမွေးကင်းစားသမင်ပေါက်လေးဟာကန်ဆိုးမုံမောင်ကြပြီးဘာဘုံမြောက်ဝံတကောင်ရဲ့လက်ထဲကိုရောက်သွားခဲ့ပါတယ်ဒီရက်ဆက်လုံးနဲ့ဘာဘုံမြောက်ဝံဟာသမင်ပေါက်လေးကိုဖမ်းမိပြီးတာတောင်ချက်ချင်းထွက်မသွားပါဘူးသူကကြောက်တုံးကြီးပေါ်တက်ထိုင်ပြီးအောက်ကအသေးအတန်ဖြစ်နေတဲ့သမင်မိခင်ကြီးကိုရည်ရည်ချက်ရှိရန်စနေခဲ့တာပါမိခင်သမင်မကြီးခမရင်ခွဲမတက်ခံစားနေရပေမဲ့ကြောက်တုံးပေါ်ကိုလည်းမတက်နိုင်သားသမီးကိုလည်းပြန်မလွတ်နိုင်ပဲလုံးဝကိုအကူညီမဲ့နေရှာပါတယ်သူလုံးနိုင်တာဆိုလို့မိမိမျက်စိရှိတင်ကလေးလေးနဲ့စင်ញင်ပန်းခံနေရတာကိုအောက်ကနေမောကြည့်ပြီးငိုကြွေးနေုံပါပဲသမင်မိခင်ရဲ့အားနည်းချက်ကိုတီးသွားတဲ့ဘာဘုံဟာပို့ပြီးတော့တောင်လက်ရဲစာရဲရှိလာပါတယ်ပြီးတော့မိခင်ကြီးရဲ့မျက်နှာချင်းဆိုင်မှာတင်သမင်ပေါက်လေးကိုအရှင်လက်လက်စားပွဲတော့ပွဲလုပ်ပါတော့တယ်ဒီလိုအကူညီမဲ့လုံးနဲ့မြင်ကွင်းကကြည့်ရှုသူတွေကိုပါအသက်ရှူချက်မတက်ခံစားရစေပါတယ်တကယ်တော့ဘာဘုံမြောက်ဝံတွေဟာအဖေမြစ်တွေအရွက်နှုတွေနဲ့တစ်တီးတွေကိုအဒီကစားသုံးတဲ့တတဝါတွေပါဒါပေမဲ့သူတို့ဟာအစုံစားတတဝါတွေဖြစ်တာကြောင့်အခွင့်ရေးရရင်ရတယ်လို့ခန္ဓာကိုယ်ထွားချိုင်းဖို့အတွက်တိရစ္ဆာန်သေးလေးတွေကိုလိုက်လံမဲလိုက်တတ်ကြပါတယ်ကောင်းကြီးတွေကိုတော့သူတို့မနိုင်တာကြောင့်ခုခံနိုင်စွမ်းမရှိတဲ့သားပေါက်လေးတွေဟာသူတို့ရဲ့ပြစ်မှတ်ဖြစ်လာရတာပါဒီလိုရက်စက်မှုတွေကသမင်လေးတွေတင်မကပါဘူးရေကန်တွေနဲ့ညုံနှောတွေမှာနေထိုင်ပြီးကိုစုံစစ်လေးတွေငါးလေးတွေကိုစားတဲ့ဖလှမင်ကိုခြေတန်းရှင်ငပန်းရောင်လေးတွေဟာလည်းဘာဘုံတွေရဲ့စားစရာစရင်းထဲမှာပါဝင်နေပါတယ်ဖလှမင်ကိုငှက်တွေကပြင်တန်းနိုင်စွမ်းရှိလို့ဖမ်းရခက်တဲ့အတွက်ဘာဘုံတွေဟာချောင်းမြောင်းတိုက်ခိုက်တဲ့နေပြူဟာကိုသုံးကြပါတယ်သူတို့ဟာတစ်ပင်တွေရဲ့ကွယ်ရာကနေအသာလေးချင်းကပ်ပြီးအချိန်ကိုက်တုံးဆိုင်ပြေးထွက်ကအလစ်ငိုက်ဖမ်းကြပါတယ်လမ်းဖြန့်ပြီးပြင်တက်တဲ့အထဲကမှတုံးပြမှုနေတဲ့ဖလှမင်ကိုငှက်တွေကတော့မြောက်ဝံတွေရဲ့လက်ထဲကိုချက်ချင်းရောက်သွားပြီးအမွေးကအသားပါအစိမ့်လိုက်ဆွဲခဲစားတော့ချင်းကိုခံရရှာပါတယ်ဘာဘုံတွေအသားစားရတဲ့အဓိကအကြောင်းရင်းကတော့တဘာဝရောက်သားစားခြင်းနဲ့စိတ်နဲ့အစာရှားပါခြင်းမှာခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ပရိုတင်းတွေကိုဖြည့်တင်းဖို့ပဲဖြစ်ပါတယ်တဘာဝတရားရဲ့ရုံးကန်ရမှုတွေကတော့တကယ်ကိုရက်ဆက်လုံးလာပါတယ်ဗျာ